ပိုင်းစများ16ဟိုးတနေ့တုန်းကဖေဖေကဖုန်းဆက်တယ်မဖိုးလေး2 သိန်းလောက်ပေးခြင်းလို့တဲ့ဘလောက်ရည်ရတယ်လဲမမေအင်မတန်ကောင်းပါတဲ့လူတယောက်လဲကျသွားခဲ့ရတဲ့အခိုက်အတန့်တွေကလေဘလောက်ရည်ရတယ်လဲလို့ပဲကျွန်တော်မျက်ရည်တစ်စမ်းမှမကျပဲထိုင်ရင်နေခဲ့မိတယ်တပွားလုံးလိုကဘာသာပြန်အထိပ္ပယ်လွဲနေတဲ့ဝတ္ထုစာအုပ်ကြီးတစ်အုပ်လိုပဲကျွန်တော်တက်တန်းတစ်လျှောက်လုံးဖတ်နေခဲ့မိတယ်ထင်တယ်လူကချက်ချင်းမျက်ရည်တွေဝဲလာပြီးမဲ့အိုးရှင်းနဲ့ဖွင့်နေတဲ့ခရစ်စမတ်သီချင်းတန်တွေကြောင့်ဖြစ်မှာပါလို့တွေးလိုက်မိတယ်ဒီဇင်ဘာဆိုတာနှင်းတွေကြောင့်ဖြစ်မှာပေါ့စိတ်တွေထိရှလွယ်နေခဲ့ကြတယ်မေတ္တာတရားလို့ခံယူလိုက်ရတဲ့အရာတွေတိုင်းကိုကျွန်တော်မထိုက်တန်ပဲရထားတဲ့အရာတွေလို့အမြဲအားနာရပြီးကျွန်တော်ညှဉ်းနှူးသွားမိပြီးမှနောက်ပြန်မရနိုင်တော့မှာကိုကြောက်ရွံ့နေမိတဲ့စိတ်ကဘလောက်အသားတည်နေတဲ့ဒဏ်ရာလဲဆိုတာကျွန်တော်ပဲသိတာလောကမှာလူ2 ယောက်အတူတကွတည်မြဲနေဖို့အချစ်ဆိုတဲ့အရာပြင်နောက်ထပ်ဘာတွေထပ်ပြီးလူနေခဲ့အောင်မှာပါလဲပျော်ရွှင်ခဲ့သောအိမ်တော်ကြီးများပျော်ရွှင်ခဲ့သောအချစ်များပျော်ရွှင်ခြင်းဆိုတဲ့ပေရန်ကိုကျွန်တော်ကရောဘယ်နှမှာရှားမှာပါလဲဖေဖေကတော့မမေကိုသူ့တက်လုံးလို့စိတ်တိုင်းမကြခဲ့ဘူးလို့ဆိုတယ်ဘသူကမှတော့ဘသူကိုတက်လုံးစိတ်တိုင်းမကြသွားနိုင်မှုထင်ပါတယ်ဖေဖေရဲ့ဒါကြောင့်ပဲကွဲကွာသွားခဲ့ကြရတဲ့အချစ်ဦးတွေဟာအချစ်ဆုံးဖြစ်နေကြတာဖြစ်မှာပေါ့လို့ခက်ဟဟရည်ရင်ပြန်ပြောလိုက်မိတယ်ဖေဖေတို့ကြားကဘဝပုံသဏ္ဍာန်တွေမတူတာကအဓိကပြဿနာတွေပဲညှော်လင့်ချက်တွေမတူဘူးအိမ်မက်မတူဘူးအကြိုက်လည်းမတူဘူးလေလို့တက်လုံးပဲဟင်းမချက်တဲ့ကိစ္စနဲ့ပဲရန်ဖြစ်ခဲ့ကြတာနဲလားလို့ပြောလိုက်တော့ဖေဖေကရည်တယ်မြုပ်သိစိတ်မပါတာဟင်းရီပွက်ပွက်ဆူမနေတာကစပြီးဖေဖေအရက်တောက်တာအဆုံးရားထဲမှာပြဿနာတွေကထူထူထပ်ထပ်ပဲကိုဆိုတော့စိတ်မကောင်းဖြစ်သွားဟန်နဲ့ငြိမ်သွားရင်ဒါပေမဲ့ခုဆိုနှွဲ့ကိုဖေဖေသိတ်လွမ်းတာပဲတဲ့ရှင်ကြံနေကြရတဲ့အဖေဟာလွမ်းမို့တသက်ပဲထင်ပါရဲ့ဖေဖေရဲ့လို့ပြန်ပြောရင်ကျွန်တော်လည်းလွမ်းသွားတယ်လွမ်းနေလို့ရသေးတာကိုကစိတ်ဟာခံစားနိုင်စွမ်းရှိနေသေးတာကံကောင်းတာပဲအချိန်တွေတော်တော်များများမှဆိုကျွန်တော်ဟာအေးခဲလွန်းလို့ထုံနေတဲ့သွေးနဲ့တော်ကလေးပေါ့တကယ်တော့ဖေဖေနဲ့ကျွန်တော်မှာစုံချက်တူတဲ့ရှူတောင်းတွေအများအပြားရှိခဲ့ကြတော့ဖေဖေအလဲရောက်နေတဲ့အခါမျိုးတွေမှာကျွန်တော်တို့ကြားစကားပြောစရာတွေတော်တော်များခဲ့ကြတယ်စကားပြောစရာလူဆိုတာလဲလောကမှာရှားတာပဲလေစကားပြောစရာအကြောင်းအရာရှားပါကြမယ်ဘာသာပေကမတူဘူးလို့ကျွန်တော်တို့ပြောလို့ရှိတဲ့ဖတ်ဖူးတဲ့စာအုပ်မတူကြည်ဘူးတဲ့ရုပ်ရှင်မတူစုံချက်လွဲချော်နေကြမယ်ကျွန်တော်တို့ဟာကြာလီဝေးကွာလာနေကြရတဲ့လူတွေအချင်းချင်းကြားမှာပဲမဟုတ်လားအဲ့ဒီနှစ်ကနွေရာသီမှာကျွန်တော်ကမမေတို့စီအလဲပြန်ရောက်နေခဲ့တာဖေဖေနဲ့မမေရဲ့မင်္ဂလာနှစ်ပတ်လည်ကြပြားလေးကျွန်တော်ကရေးပြီးတော့သဘောကျလွန်းလို့မိတ္တူကူးဆိုင်ကိုသွားပြီးကတ်တူပြားပေါ်မှာ print ထုတ်ခိုင်းပြီးအိမ်နရံကလေးမှာတေချာကတ်ထားခဲ့သေးတာသိပ်ပြီးကြေကွဲရတာပဲမမေဘဝဆိုတာကိုရောရှင်တန်ချင်းဆိုတာကိုပါကျွန်တော်တဘွားလုံးလိုမုန်းတီးပြီးရန်ရှာနေမိတဲ့အထိကျွန်တော်ရန်သူကြီးတယောက်လိုရင်ဆိုင်ပစ်ခဲ့လိုက်တာဒါပေမဲ့နောက်ဆုံးကြတော့လေကျွန်တော်ရှုံးနေမိမိဒီနေ့ကစလို့ကြည်အေးကြစို့လို့ပဲပြောခဲ့လိုက်ရတယ်ဘဝကိုနောက်ပြန်ရစ်ခွင့်ပေးမယ်ဆိုလဲဘယ်နာကလေးကနေပြန်စားရမှာမှန်းကျွန်တော်ခုထိမသိဘူးဘယ်နာကလေးလောက်ကနေပြန်စားခဲ့ရရင်ကျွန်တော်တိတိကျကျပြောမလဲကျွန်တော်မပြောတတ်တော့ပြန်ဘူးအများကြီးမလို့ခြင်းမှုပြောပြီးတဘွားလုံးလိုဘာမှလည်းမရခဲ့တဲ့သူတယောက်မှပြန်လှည့်သွားခြင်းစရာရှုမြော်ခင်းတွေလဲကျဲတိကျဲတောက်ကလေးပဲမိမိရဲ့ဘဝကိုနောက်ပြန်ညှဲ့ကြည့်မိတဲ့အခါနာကျင်စရာတွေကိုပဲလှမ်းမြင်နေရတာဝမ်းနည်းစရာတိတ်ကောင်းတယ်ဘဝတူတူကလေးမှာနာကျင်စရာအဖြစ်ပြက်တွေမရှိပဲဖြတ်တန်းသွားလို့ရရင်ဘယ်လောက်ကောင်းလိမ့်မလဲ
ဆွဲထင်နေတဲ့ဝမ်းထဲပွေရာတွေပဲဖြောက်နေရတာနဲ့တဘွာလုံးလုံးကိုကျွန်တော်သုံးပစ်ခဲ့လိုက်ပြီးပြီမေတ္တာတရားဆိုတာဘာကိုခေါ်ခဲ့မှန်းလဲခုထိကျွန်တော်သိချမသိဘူးမေတ္တာတရားဆိုတာတခုခုတော့ဖြစ်မှာပါဒါပေမဲ့ခုကကျွန်တော်မသိကျင်တော့ဘူးကျွန်တော်အဆင်ပြေပါတယ်ဆိုတဲ့စကားကိုခက်များများပြောနေတတ်ပြီများများဆဆလဲပြုံးတက်ရည်တက်နေပြီဆရာဝန်ကဆေးကိုကာလကြာရှည်တော့တောက်ရလိမ့်မယ်လို့ပြောတာကိုလည်းလက်ခံတတ်နေပြီကျွန်တော်အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းကိုအေးအေးဆေးဆေးပြောပြတတ်နေပါပြီ After Life ဆိုတဲ့ကိုရီးယားရုပ်ရှင်လေးကြည့်မိလို့ထင်ပါရဲ့ခုရက်တွေတည်းသိချင်းတရားအကြောင်းကိုအများကြီးတွေးပြနေတယ်သိချင်းတရားအကြောင်းဆိုတာကတကယ်တော့နေတိုင်းတွေးကြည့်နေတဲ့အရာပဲမဲ့ကျွန်တော်တို့လူမျိုးလောက်သေတာကိုကြောက်တာလဲမရှိဘူးပဲမဟုတ်လားကျွန်တော်တို့အတွက်ဆိုရင်တော့အိမ်မှာအပြင်းအထန်တားမြစ်ထားတဲ့အရာကသေတယ်ဆိုတဲ့စကားရဲ့ငိုကြွေးခြင်းရဲ့ကျွန်တော်အမေကတော်တော်ကလေးအယူသီးရှာတယ်အိမ်ထဲမှာမလုပ်ကောင်းဘူးပြောကောင်းမှုဆိုပြီးကျွန်တော်တို့ကိုတားမြစ်ကန့်သက်ထားတဲ့အရာတွေဆိုတာကလည်းကျွန်တော်တို့ကလေးဘဝမှာအများကြီးပဲများလုံးလုံးအကုန်လုံးကိုမမှတ်မိနိုင်ခဲ့လောက်အောင်ညားခဲ့ကြတယ်အရေးကြီးတာကလက်တိတ်တယ်ဆိုတဲ့စကားရဲ့အိမ်ပူတယ်ဆိုတာတွေကမလုံးမိစေလိုက်ဖို့ကအရေးကြီးတယ်သေတယ်ဆိုတဲ့စကားတွေလည်းပြောတာဆိုတာမမေကမကြိုက်ဘူးသေခြင်းတရားဆိုတာကိုမမေတော်တော်ကလေးခါးသိတယ်ဆိုတာပဲသိခဲ့ရပြီသူ့ကိုမွေးတဲ့နေ့မှာသူ့အမေကိုဆုံးရှုံးဦးတဲ့သူတယောက်တည်းဆိုရင်သေခြင်းတရားဆိုတာကလည်းသူဘလောက်ခါးသိရှာလိမ့်မလဲဆိုတာကိုမမေဆုံးသွားပြီးနှစ်တွေအတော်ကြာမှကျွန်တော်သဘောပေါက်လာနိုင်ခဲ့တော့တာဘလောက်ဝမ်းနေစရာလဲခုနေပြန်တွေးကြည့်မိတဲ့အခါကျတော့မမေကိုတိတ်ပြီးတနာတာပဲလူတွေစိတ်ကိုနားလေတက်လာတဲ့အခါကျတော့မှပဲမမေစိတ်ကိုလည်းမြင်နိုင်လာရတော့တယ်မမေအကြောက်တရားတွေကိုမြင်နိုင်လာခဲ့ပြီးတနာပါတယ်ရှင်တန်နေရခြင်းမှာအရသာတစွန်းတစကလေးတောင်မှရသွားဟန်မတူဘူးလို့တွေးရတော့သိပ်ပြီးကြည်ကွေးရတာပဲအတူပါတော့ဘာလို့ဆိုရင်မမေကသွားလိမ့်မရှိဘူးမဖြစ်မနေသွားခဲ့ရရင်လည်းပြန်လာတဲ့အခါခေါင်းလျှော်ရေချိုးရတာမျိုးတွေလုပ်လို့ရှိတယ်ဒီပနိုင်ငံတွေကသိပ်လာတဲ့တင်ကြိုင်းတွေမြင်မိရင်မမေကိုသတိရမိတယ်မမေသာဆိုရင်ဘယ်လိုပြောမလဲမသိဘူးလို့တွေးနေမိတယ်အဲ့ဒီအကြောင်းတွေးပြီးတော့ကျွန်တော်တို့ငယ်ငယ်တုန်းကထောက်ကျန်စစ်တင်ကြိုင်းကိုဓာတ်ပုံသွားရိုက်ကြရင်တော့ခွင့်ပြုသားပဲလို့သတိရသွားရောမြန်မာလူမျိုးတွေကတော့ကျွန်တော်မေမေလိုပါပဲတင်ကြိုင်းတွေကိုမတတိစရာနေရာပဲလို့အများစုကလက်ခံထားနေကြတော့မှာပဲတင်ကြိုင်းမပြောနဲ့အတုပကားတွေတောင်အရက်ထဲထားကျင်ကြတာမဟုတ်ဘူးလေခုဆိုသတင်းစာရဲ့နောက်ကျောဘက်ကိုလှမ်းမကြည့်ဖြစ်တော့ဘူးသတင်းစာလည်းမဖတ်ဖြစ်တော့ဘူးနိုင်ကြော်ညာတွေဟာစာမျက်နှာဘလောက်မှပါတတ်မှန်းလဲခုဆိုမသိတော့ဘူးမမေဆုံးပါသွားတာဘယ်နှစ်ရှိပြီမှန်းဖေကိုပဲအမြဲပြန်မေးနေရတာမမေသိရင်သူ့မူပိုင်နှကန်းကလေးတင်းတင်းစေထားတဲ့ခနိုးခနဲ့အပြုံးကလေးနဲ့ငါထင်ပါတယ်လို့ပြောနေအောင်မယ်ထင်တယ်မတက်နိုင်ဘူးမမေရဲ့ကျွန်တော်အခုဆိုအများကြီးမေ့ထားလိုက်မှပဲအဆင်ပြေနေတော့တယ်လူတယောက်ဒါမှမဟုတ်လေလူအများကြီးထူးထူးခြားခြားတည်သွားတဲ့အကြောင်းတွေလိုမျိုးလူမှုကွန်ရက်တွေပေါ်မြင်လိုက်ရမှသိချင်းတရားအကြောင်းခဏတစ်ဖြုတ်ပြန်သတိရမိတတ်ကြတယ်တကယ်တော့လူတိုင်းနဲ့နီးကပ်လွန်းတယ်လို့ပြောကြပေမဲ့ဒီလိုပဲသူ့လိုကိုလိုပဲမေ့ထားခဲ့လိုက်မိတယ်မမေ့တော့လည်းဘယ်လိုလုပ်မလဲသိချင်းတရားအကြောင်းတွေးနေသိနေရမယ်ဆိုတာနဲ့ဘဝဆိုတာအတွက်ကြိုးစားရုန်းကန်နေရမယ်ဆိုတဲ့အရာတစ်ခုကိုအတူတူရှင်းတွဲထားရတာသိခက်တော့အဆင်ပြေအောင်ဘလို့ညှိယူရမယ်မှန်းတော်တော်နဲ့နားမလည်ခဲ့ဘူးဘဝဟာမမြဲဘူးသိနိုင်ခြင်းရာဂိုင်နှုန်းတွေသိမ့်မြင့်နေဆိုတော့အဲ့ဒါဆိုစာမကျက်ရတော့ဘူးလားဘာလို့ပင်ပန်းခံပြီးစူးစမ်းနေရအောင်မလဲလို့တွေးခဲ့မိတယ်စူးစမ်းရုန်းကန်နေရတယ်ဆိုတာနဲ့သိချင်းကိုဆင်ခြင်နေရတာကရောဝီရောဒီပဲနားလည်အောင်လည်းဘယ်သူမှတခြားရှင်းပြခဲ့ကြတာမရှိတော့ကုန်လွန်ခဲ့တဲ့နှစ်ကာလတွေဆိုတာထဲမှာအရသာရှိရှိပျော်ဝင်နေခဲ့ရတယ်ဆိုတာတွေပါမနေခဲ့ကြဘူး
ဟိုတနေ့ကကိုရီးယားတေးကားတကားကြီးတော့မိစ္ဆာတွေကဒေါသကြီးတဲ့သူတွေစီပဲဝင်ရောက်တွေ့ညှိလို့ရတာလို့ပါတာလေးတစ်ခုကိုစိတ်ထဲညှိသွားမိတယ်ဟုတ်မှာပဲဝမ်းနဲ့စိတ်ရလဲဒေါသတစ်မျိုးပဲဆိုတော့စိတ်ရဲ့အဆိုးတွေဟာအန္တရာယ်ရှိတဲ့သဘောပဲဒါတွေသင်ရတာလွယ်ပေမဲ့ဘဝတွေကတစ်ခုခုနားလည်ရဖို့အတွက်ကြတော့အချိန်တွေအကြာကြီးပေးခဲ့လိုက်ရတယ်ဘဝဟာအသားဟင်းတစ်ခွက်ဆိုရင်နားလည်အောင်ဖြတ်တန်းခဲ့ရတဲ့အချိန်တွေကအသားမချက်ခင်နှက်ထားတာလဲဖြစ်ချင်ဖြစ်မှာရှင်တန်ချင်းမှာအရသာရှိရင်တေချင်းမှာလဲသူ့အရသာနဲ့သူတော့ရှိရင်ရှိနေမှာပဲဘဝဆိုတာဟန်ချက်တွေညှိရတာမလွယ်ဘူးလို့လိုစိမ့်ခောက်ဆွဲချက်နေရင်တွေးမိတယ်လိုစိမ့်တွေကိုငပြာကြီးထည့်ရတာရဲ့ကြားထည့်ရတာရဲ့ဘလောက်မစီလျော်တဲ့အဆက်အဟပ်လဲလိုစိမ့်ခောက်ဆွဲတောင်ချက်နိုင်နေသေးတာပဲဆိုပြီးမစီလျော်တဲ့အရာတွေကိုဒီလိုပဲဖြည့်ပြီးကြည့်တက်ခဲ့ရတာပဲခုကြတော့လေဘယ်ရာကမှတေတော့အောင်တော့စိတ်မညစ်စေပါဘူးလို့သိသွားတယ်ဘာမှမတက်နိုင်တဲ့အရာတွေကိုလည်းဘာမျှမှမတက်နိုင်တာမတက်နိုင်ဘူးလေဆိုပြီးဒီအတိုင်းထားလိုက်ကြရုံပါပဲရှင်ကြီးရဲ့အရာသာကိုသိလာတာဟာမိုးစိမ်းခောက်ဆွဲကလေးကိုအရာသာရှိနေအောင်ရှက်တက်လာတာနဲ့ဆက်ဆက်နေသလားတော့တည်တည်ချာချာမပြောတတ်ပေမဲ့ကိစ္စမရှိပါဘူးဘဝဆိုတာဒီလိုပဲတည်တည်ချာချာမသိတဲ့မပြောနိုင်တဲ့အရာတွေအများကြီးနဲ့ဒီလိုပဲကွက်လက်ကလေးတွေနဲ့ဒီလိုပဲဆိုတာလက်ခံနိုင်ခဲ့တယ်ရှင်ချင်းဆိုတာကလေးမှလည်းအရသာကလေးရှိတယ်ကိုကအဆက်အဟတ်တဲ့အောင်တွက်ဆက်ပေးရတာတော့ရှိတာပေါ့နားလည်ဖို့ဆိုတာကတော့ခက်တာပဲခက်ခဲတဲ့အရာတွေကိုလက်လျှော့တင်တော့လေလျှော့ကြည့်ရုံပဲလေလို့လွတ်ချတက်လာတာကလည်းအရသာထိမ့်ညိပေးတဲ့အဆက်ဟတ်ကလေးတစ်ခုဖြစ်နိုင်တယ်ခွေးရောက်တဲ့ဆိုင်တွေရှိမတော်တဆဖြတ်သွားမိတဲ့အခါဆိုလောင်အိမ်ထဲကခွေးကလေးတွေရဲ့မျက်လုံးတွေကိုတည်တည်ချာချာစိုက်ပြီးမကြည့်ရဘူးဒီကဘာကြီးမှာလောင်အိမ်တွေလိုအပ်မနေသင့်ဘူးလွတ်မြောက်မှုဆိုတာကလည်းတရဝါတိုင်းရတဲ့အညီအမျှအခွင့်အရေးပေမဲ့ဒီကဘာမှာကပြောတလောက်ဘာတစ်ခုမှလွယ်မနေခဲ့ပြန်ဘူးသူတို့ကိုလောင်အိမ်ထဲကနေလွတ်မြောက်စေတဲ့လူကိုခွေးကလေးတွေကသခင်ဖြစ်သတ်မှတ်ပြီးသိတ်ချစ်ပေးတဲ့ဒန်းတို့ညီများမရှိတဲ့ဘယ်ဆက်ဆက်ရေးမှဒီရှင်မခံဘူးဆိုတဲ့အထဲခွေးကလေးတွေမပါသွားတာသိပ်ပြီးဝမ်းသာစရာပဲမေတ္တာတရားဆိုတဲ့အရာကကျေးဇူးကံကျေးဇူးစားမဟုတ်ဘူးအပေးယူတွေမပါသင့်ဘူးမေတ္တာတရားဟာရိုးရှင်းနိုင်သမျှရိုးရှင်းနေသင့်တယ်ဆိုပေမဲ့ဘဝဆိုတာတဲ့ဖြတ်တန်းနေကြရတာကဒီလိုပဲမဟုတ်လားတချို့အရာတွေနားလည်ဖို့ဆိုတာနာကျင်မှုတွေအများကြီးရင်းမှရတာခက်တင်းတင်းစုပ်ကင်ထားတော့လေလက်ထဲကနေငှက်အသေးကလေးတွေပဲထွက်လာကြမှာပဲတော်ပြီပေါ့ဒီလောက်ဆိုတော်ပြီပေါ့လို့ကျင်တတ်လိုက်တာကရှင်ချင်းရဲ့အရာသာများဖြစ်နေလိမ့်မလားငငယ်ကစာရမ်းတော်ခဲ့တဲ့ကလေးဘယ်နှယောက်လောက်စာကြက်ရတာမုန်းနေခဲ့မလဲတော်တယ်ဆိုတာရောညံ့တယ်ဆိုတာတွေပါတန်ဖိုးအတူတူပဲလို့နားလည်လာတာနည်းနည်းတော့နောက်ကျနေပြီလားကျွန်တော်လည်းမပြောတတ်တော့ဘူးနောက်ကျခြင်းတွေအပေါင်းဝင်ဘာလို့လုံးလို့မရတဲ့အရာတွေရှင်တန်ချင်းထဲမှာအများကြီးရှိနေတဲ့အကြောင်းရှင်နေရင်းနဲ့ပဲနားလည်ကြရပြန်တယ်ဘဝဆိုတာကနောက်တစ်ချိန်ကျရင်နေတာဘောလို့ရည်မှန်းပြီးဝယ်ထားမိတဲ့ဟိုးတောင်ပေါ်ဒေသကမြေခွက်အလွတ်ကလေးတစ်ခုလိုပဲလို့အကြာကြီးနေပြီးမှသိသွားတော့ခဏခဏရည်နေရုံပြင်ဘာမှထပ်လုပ်နိုင်တာရှိမနေကြတော့ဘူးဘယ်တော့မှလည်းပြန်နေဖို့မဖြစ်တိုင်တော့ပေမဲ့စွန့်လွတ်လိုက်ဖို့လည်းခက်နေသေးတယ်မြေခွက်အလွတ်ကလေးတစ်ခုလိုပါပဲစွန့်လွတ်ရတယ်ဆိုတာစွန့်လွတ်ရတာတော့မလွယ်ကူဘူးပေါ့ဘဝဆိုတာကွက်လက်ကလေးတွေအများကြီးနဲ့ပဲဘဝဆိုတာကိုကျွန်တော်တို့ဖွဲ့စည်းထားခဲ့ကြရတာဒါကိုသိဖို့ကလေးပါပဲကိုကိုလိုအပ်နေတဲ့သူတယောက်ယောက်အတွက်ဖြစ်တည်ပေးရတာကိုရှင်တန်ချင်းလို့ခေါ်ရင်ကိုမလိုအပ်နေတော့အောင်ပြင်ဆင်ပေးခဲ့ရတာကသိဆုံးခြင်းဖြစ်လိမ့်မယ်မေဇော်ဒီဟာ